နဲ့ပြောချင်သူများကိုမရှင်းရှင်းဘူးစစ်ဆိုပါလို့တိနေမပြောကြဘူးဟာတိကြပါမလားဟာပြောတယ်တိကြအောင်လုပ်ထားပါရဲ့ဟုတ်တယ်ဟဲ့နောက်တော့ဘာတိုင်ပေါင်းညီနေကြတာဟဲ့လို plus 9ရွေးချမ်းမှာအောင်းလေးရွေးချမ်းမှာရှင့်တူတူဟောင်းကြရအောင်နော်ပပတောင်းနဲ့တူတူဟောင်းကြရအောင်ဟိုပြောတယ်တမီးတော့လည်းခွေးဖြစ်နေပြီဆိုတော့လေဟုတ်တာဆိုတာလမ်းခံအတိနေနော်ဟာနေပြောတယောက်တည်းဆိုပြောရဲထောက်ရရတဲ့ရှိတော့ကိုကြီးနော်အဲ့ဒီ100ဝယ်ခံမှာရှင့်သူချီဝယ်ခံမှာမဟုတ်ဘူးနော်ဒီတိုင်းရိုးရိုးမဟုတ်ငယ်အဲ့ဒါတော့တကယ်ว่าပြောရဲတခုခုတိနေလို့အဲ့လိုကတော့မဟုတ်ဘယ်လိုပြောမလဲဆိုတော့ငယ် Facebook ကောင့်လည်းငယ်ဘသူ့ကိုမှလည်းဟောမဖြစ်ဘူး something ရ something something ရ something ဟုတ်တယ်ဟဲ့နေအောင်တော့မေးပြအောင်ကြိုက်တော့ပါနေအောင်သားလာပြီဘုမနေတိုင်ဖောက်တင်ကြီးနေအောင်မေးပြကျန်တဲ့နေရာမှာหนีပါလားဘာလို့ဒီနေရာကျမหนีနေရ Hello ID 73ပဲခံမှာရှင့်ဒီတိုင်းတော့မဟန်နိုင်ဘူးအပြရပါပြောရလို့အေးဆိုဟုတ်ကိုဝိုင်းနာမည်တက်ပြီးမပြောတော့တိလားနာမည်တက်ပြီးမပြောတော့အားကြောင့်တိနေငါလာပြီပတ်စင် level 15ရဝယ်ခံမှာရှင်ဟုတ်ပါဘူးအထိုင်နဲ့မဆိုင်ပါဘူးကိုကြီးညိုရဲ့မဆိုင်ပါဘူးရှင်ဟုတ်တယ်လို့ငါမပြောကြဟဲ့မပြောဟုတ်ပါဘူးဆိုလည်းပြောမြင်အားကိုရတော့ကိုကြီးဝိုင်းကိုကြီးညိုရဲ့အဲ့တော့ဘာလို့ဆဲပညာမရတော့ပါပြီအဆဲကိစ္စရုံပြောမယ်ငါဘာမှမသိဘူးနော်မရဘူးပဲပပမရဘူးပဲပပဘာမှတိမတိပပတိမတိတယ်ဟုတ်တယ်ငါလည်းပြောဟုတ်ပါ level 46ဝယ်ခံမှာနော်ဘရိုရေးစိတ်ချော့ဟုတ်တယ်ကိုယ်စိတ်ချော့ကိုယ်ဒီထဲမှာစိတ်ချော့တာအကောင်းဆုံးအဲ့လို level 17ဝယ်ခံမှာရှင်စိတ်ချော့ထားဟုတ်လားဝယ်မဘလို့ငယ်အောင်ဆောင်လာလင်းနေရအေးတော့တရားကိုရရမ်းရှစ်တယ်တွားမလို့နေတော့ဒါကြောင့်လည်းအကုန်လုံးအဲ့ဘာလဲဘေကိုတစ်ခွင်လုံးကပြောတယ်ငယ်ကြီးစားရည်ဖြစ်ကုန်အဲ့ကတည်းကတည်ရလို့ပဲစိတ်ချရည်ဘာလို့မှလည်းအဲ့လိုပြောင်းနေစင်းချင်းခံပါလေဟုတ်တယ်နော်အကြောင်းကိုပြောရလေအကြောင်းကိုသူ့ကပြင်းနေ block ထားလိုက်လို့ကိုကလို့စေမင်းလားအေးကိုွေးရတယ်စဉ်းစားကြည့်ဒီဘယ်ပြေးလို့ပြောနေစမ်းပါငယ်ကပျော်ပါပျော်လို့မရဟိုဘက်တစ်ဖက်ကရအောင်အဲ့ဒီတည်းမင်းနေအေးလို့ခွေဝိုင်း